Hello မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တစ်ထိပ်က Christmas လက်ဆောင်ပို့ပေးလို့လေကျွန်တော်သွားထုတ်မှာဖြစ်ပါတယ်ဒီမှာပဲထုတ်မှာဖြစ်ပါတယ်เนาะဒီနေရာမှာထုတ်မှာပါမထင်မှာပဲနေပေါ့เนาะ Christmas လက်ဆောင်ပို့ပေးပါတယ်လို့ဆိုပြီးတော့ပတ်စံလေးနဲ့အကောင့်ထဲမှာထည့်ပေးလို့ကျွန်တော်တွားထုတ်မှာဖြစ်ပါတယ်မနေ့ဖြာရဲ့ဟို Pocket Money ပေါ့เนาะလက်ဖက်ယူဖို့ပေါ့โอเคဒီမှာပဲထုတ်လိုက်ပါမယ်ဆိုတော့ကျွန်တော်ထည့်လိုက်ပါပြီโอเคဒီမှာကျတော့ withdraw နှိမ့်မယ်เนาะဘယ်လောက်လဲဆိုရင်တော့ဘယ်လောက်လဲဆိုရင်တော့အဲ့လောက်လေးပါနောက်ဆက်ပြီးတော့နော်နာโอเคရသွားပါပြီကြော်ပါတယ်လို့เนาะ Christmas လေးဆောင်လေးရတယ်ဆိုပြလိုက်ပါတော့မယ်โอเคပြလိုက်ပါပြီဒါကတော့ Christmas လက်ဆောင်လေးပါเนาะ